ကြီးကျယ်တဲ့အလူကြီးတစ်ခုနဲ့ငလင်ဘေးသင့်ပြည်သူတွေကိုကုညီအောင်မဲ့ဝင်းမွန်ရွှေတို့ဇနီးမောင်နှံပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေး H ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မကြုံစဘူးပြင်းထန်လာတဲ့ငလင်ဘေးဆိုးကြီးကြောင့်မြန်မာပြည်သူတွေဒုက္ခမျိုးစုံကြုံတွေ့နေရပြီးနိုင်ငံတကာကကုညီကိစ္စရေးအဖွဲ့တွေပါလာရောက်ကုညီနေကြရတာပရိသတ်တွေအားလုံးလည်းအသေးပါပဲငလင်တံမခံရတဲ့ပြည်သူတွေရောအနုပညာရှင်တွေနဲ့ကိုကျိုးမဖတ်တဲ့ပရိဟိတကူညီရေးလှုံ့ဆော်နေသူတွေကလည်းတတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီနေကြပါတယ်နိုင်ငံတကာကလည်းအလူငွေတွေကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ကူညီနေကြပါတယ်။လုပ်ငန်းရှင်တွေငွေကြေးတတ်နိုင်တဲ့သူတွေကငွေကြေးတွေပါဝင်ကူညီကြသလိုပြည်သူလူထုထံကိုတတ်နိုင်တဲ့လောက်အလူခံရရင်းနဲ့ငလင်ပေးတင်ရနေရတွေကိုတွားရောက်ကူညီနေကြပါတယ်။အနုပညာရှင်တွေဆယ်လီတွေကလည်းကိုတတ်နိုင်တဲ့ဘက်ကနေပါဝင်စူးစမ်းပေးနေကြတာပါ။ပရိဟိတမင်းသမီးကြီးဖြစ်တဲ့မက်ခိုင်နှင်းဝေဆိုရင်လည်းသူမရဲ့ foundation ထံကိုလာရောက်လူတန်းမှုတွေကိုတေချာစီမံပြီးတော့ဘေးဒုက္ခကြုံတွေ့ရနေရတွေထိကိုယ်တိုင်ကွင်းစင်းလူတန်းပေးနေကြတာပါ။ထိတ်တန့်မြန်မာနုပညာရှင်တွေကတအုပ်ဖြစ်တဲ့အကယ်ဒမီမင်းသမီးကျော်ဝင်းမွန်ရွှေခေါ်ကိကိကတော့သူမရဲ့အမျိုးသားဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့အတူကြီးမြတ်တဲ့အလူကြီးတစ်ခုကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ကိုနိုင်ဖြိုးကျော်ကကြီးကြီးတက်ချမ်းသာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်စည်ရင်းဝင်တထေးကြီးတအုပ်ဖြစ်ပြီးတော့သူရဲ့ပိုင်ဆိုင်မှုတွေကတော်တော်လေးကိုများပြားလွန်တာပါ။ငလင်ဘေးကြီးစတင်ကြုံတွေ့ချိန်မှာကိုနိုင်ဖြိုးကျော်နဲ့ကိကိတို့ကမက်ခန်နေဝေးထံမှာငွေကျပ်300စတင်လှူဒန်းခဲ့ပါတယ်။နောက်ထပ်ပြီးတော့လေကိုနိုင်ဖြိုးကျော်ရဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ VV အချိုရည်ကုမ္ပဏီနာမည်နဲ့1000တန်ဖိုးရှိတဲ့ရေတန့်တဲ့အလူငွေတွေကိုထပ်မံလှူဒန်းခဲ့ပါတယ်။ကိကိတို့ဇနီးမောင်နှံရဲ့အလူကဒီလောက်နဲ့တင်ပြီးမသွားသေးပါဘူး။ငလင်ဘေးတင်ပြည်သူတွေကိုလှူဒန်းဖို့ဦးစီးဆောင်ရွက်နေတဲ့18မိုင်တောရဆရာတော်ဘုရားထံကိုငွေသား350အပြင်ရေတန့်နဲ့ဓာတ်စား350ဖို့စုစုပေါင်း300ဖို့အလူကိုထပ်မံပြီးတော့လှူဒန်းခဲ့ပါတယ်။ငလင်ဘေးအတွက်အလူငွေနဲ့ပစ္စည်းတန်ဖိုးသိန်းပေါင်း1600လောက်လှူဒန်းခဲ့ပြီးဖြစ်ပေမဲ့ကိုနိုင်ဖြိုးကျော်နဲ့ကေကေကတော့အားရသေးဟန်မတူပဲနောက်ထပ်ကြီးကျယ်တဲ့အလူကြီးကိုထပ်မံပြုလုပ်သွားခဲ့ရပါအဲ့ဒါကတော့ကိုနိုင်ဖြိုးကျော်ပိုင်ဆိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ NPK Motor Company ကနေငလင်ဘေးအသင့်ပြည်သူတွေရဲ့အရေးပေါ်လိုအပ်ချက်တွေစေဝါတွေအခြေခံစားနပ်ရိက္ခာနဲ့ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ငွေကျပ်1ဘီလီယံဖြစ်တဲ့ကျပ်သိန်းပေါင်း1000တိတိကိုမတီအလူရှင်အဖြစ်လှူဒန်းလိုက်ပါတယ်ပြည်သူတွေအတိဒုက္ခရောက်နေချိန်မှာများပြားလာတဲ့ငွေကြေးနဲ့ထိထိရောက်ရောက်အကူအညီပေးသွားဖို့စ조사နေတဲ့တထေးကြီးကိုနိုင်ဖြိုးကျော်နဲ့ကေကေတို့ကိုအားလုံးကချီးကျူးနေကြပါတယ်။အမှန်တကယ်လိုအပ်နေတဲ့နေရာဒေသတွေနဲ့တကယ်ကိုဒုက္ခရောက်နေတဲ့သူတွေကိုထိထိရောက်ရောက်အကူအညီပေးနိုင်ကြဖို့လဲဝိုင်းဝန်းပြီးတော့ဆုတောင်းနေကြပါတယ်။3000ကျော်ကြောက်စိမ့်လေဆွဲကြီးကိုဝစ်ဆင်ပြီးတော့ကြောက်စိမ့်နဲ့သမီးအဖြစ်နာမည်ရခဲ့တဲ့ပရိသတ်ချစ်တော်ကေကေကတော့သူမရဲ့ခင်ပွန်းကိုနိုင်ဖြိုးကျော်နဲ့အတူကြီးမြတ်တဲ့အလူကြီးကိုလှုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ပရိသတ်ကြီးကလည်းငလင်ဘေးအတွက်ကျပ်1ဘီလီယံမတီလှူဒန်းပေးခဲ့တဲ့ကိုနိုင်ဖြိုးကျော်နဲ့ဝင်းမုံရွှေကြီးပေါ်မှာပြောချင်တာလေးတွေရှိရင်ပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်လက်ရှိအချိန်ကာလအများသူကစိတ်ဒုက္ခရောက်နေချိန်မှာပုံမှန်တင်ဆက်နေကြဆယ်လီသတင်းတွေအဆောင်ငလင်ဘေးနဲ့ပတ်သက်တဲ့သတင်းတွေကိုပဲကျမတို့ Sally Space H ကနေတင်ဆက်ပေးသွားပါမယ်။ပရိသတ်များအားလုံးလည်းအထူးဂရုစိုက်ကြပါရှင်။မြန်မာပြည်သူအပေါင်းဘေးဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။